ချန်ပီယံကာကွယ်ရေးခရီးအတွက်အားရပွဲသတင်းနှစ်ရက်အောင်မြင်အောင်ပြုလုပ်ဖို့ခက်ခဲသလိုအောင်မြင်ခြင်းဆိုတာထက်အဲ့ဒီအောင်မြင်မှုကိုစတင်ထားဖို့ကပိုပြီးတော့ခက်ခဲပါတယ်။အခုလည်းပဲလီဗာပူးကဒီလိုပါပဲ။မနစ်ကပရီးမီးယားလိဖလားကိုအရယူထားနိုင်ပြီးတော့ဒီနှစ်မှာတော့အဲ့ဒီချန်ပီယံဆုကိုကာကွယ်ဖို့ကပိုပြီးတော့အရေးကြီးနေပါတယ်။ဒါကြောင့်လည်းပဲအရေးကြီးပြင်ဆင်နေတာဖြစ်ပါတယ်။ဒီနှစ်မှာတော့အသင်းရဲ့လိုအပ်ချက်တွေကတစ်ခုအဖြစ်ဘယ်နောက်ခံနေရာကိုအားဖြည့်မှုတည်စည်သွားပြီဖြစ်ပါတယ်။လီဗာပူးဟာဘုံမောက်အသင်းရဲ့ဘယ်နောက်ခံလူခါကတ်ဆိုခေါ်ယူဖို့ဘုံမောက်အသင်းနဲ့အလုံးစုံသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ကျောင်းရှိကြီးကတော့ပေါင်တန်း40ဝန်းကျင်ပေးဆောင်ရမှာဖြစ်ပါတယ်။စစ်စစ်မှုတွေကိုလည်းရပ်ပိုင်းအတွင်းပြုလုပ်သွားမှာဖြစ်ပြီးတော့အစဉ်ပြေပါကနှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ဒီလိုမျိုးခါကတ်ရရှိလာတော့မှဖြစ်လို့အသင်းရဲ့ရှင်းရင်းဆွဲနောက်ခံလူတွေဖြစ်တဲ့ရောဘတ်ဆန်နဲ့ဆီမီကတ်ဆိုတွေကတအုပ်ကိုတော့ရောင်းထုတ်သွားရတော့မှာဖြစ်ပါတယ်။လောလောဆယ်တော့ရောဘတ်ဆန်ကအသင်းပြောင်းရွှေ့ဖို့အတွက်သတင်းတွေအလေးပေးဖော်ပြခံနေရပါတယ်။ခါကတ်ဆိုတာကပရီးမီးယားလိမှာလည်းအကျွမ်းတော်ဝင်ရှိပြီးသားဖြစ်တယ်လို့ဘုံမောက်အသင်းမှာသူစွမ်းဆောင်ပြထားတာတွေကဘာမှမေးခွန်းထုတ်စရာမလိုပါဘူး။ဆိုတော့လီဗာပူးအတွက်ညခံနေရကတော့စိတ်ပူစရာမလိုတော့ပါဘူး။ဂျာမန်ကျဝစ်ဖလော်ရီယန်ဝစ်ဟာလည်းလီဗာပူးအသင်းကိုပြောင်းရွှေ့ကစားဖို့အတွက်နောက်ဆုံးအဆင့်ဆေးစစ်မှုအလုံးစုံကိုအောင်မြင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။လီဗာပူးအသင်းနဲ့ဖလော်ရီယန်ဝစ်တို့က2030အထိအတူရှိနေမဲ့စာချုပ်တစ်ရပ်ကိုလက်မှတ်ရေးထိုးဖို့ပြင်ဆင်နေပါပြီ။ဒါတွေပြီးရင်တော့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ကြောင်းကိုတရားဝင်ကြေညာသွားမှာဖြစ်ပါတယ်။ဝစ်ကကွင်းလင်ကနေတိုက်စစ်အထိကျွမ်းကျင်ခြင်းနဲ့လိုက်ပါကစားနိုင်တဲ့သူပါ။ဆိုတော့ဒါတွေဟာလီဗာပူးရဲ့ချန်ပီယံစူဖလားကာကွယ်ရေးခရီးစဉ်အဖြစ်အားရစရာပဲဖြစ်ပါတယ်ရှင်။